အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့စက်တင်ဘာ20နဲ့9ရက်နေ့မှာကျမတို့စိတ်တွေကြည်ဖို့အတွက်ကျမဘယ်ရောက်နေလဲဆိုရင်เนาะဒီဆမနေတဲ့ဒီစလင်းပန့်ချန်တဲ့ကိုရောက်နေတယ်ပေါ့เนาะဒါစာတင်တစ်ပိုင်းမတစ်ပိုင်းပြီးသွားပြီကုသိုလ်ကောင်းမှုနေနေရလဲဒီနေ့ကတည်င်းကျိုးလာဆန်း8ရက်နေ့ဆိုတော့เนาะဒီစွန်ပေါင်းတာတို့စွန်ကတ်တာတို့ဒါလေးတွေလုပ်ပြီးပြီးကိုယ့်ရဲ့ဒီအပြင်လုပ်ငန်းလေးဖြစ်တဲ့စာလဲပထမတစ်ပိုင်းတော့ပြီးသွားပြီเนาะဒီဒုတိယပိုင်းဆက်တင်မယ်ပေါ့เนาะအဲ့လိုမျိုးအချိန်ကြားလေးထဲမှာဆ iam ဘာလာလုပ်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာကြည်ဖို့အတွက်ဆ iam ရဲ့စိတ်ကိုကြည်လင်ဖို့အတွက်ဆ iam လာပြီးတော့ဒီပန်းချန်ထဲမှာရှုခင်းလှလှလေးတွေကိုလာကြည့်တယ်เนาะဒီ energy ယူတယ်လို့လည်းခေါ်တာပေါ့เนาะအဲ့တော့ကို့မှာဝင်ငွေနည်းနေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ထိနာထောင်ပေးပါဝင်ငွေများဖို့အတွက်အဓိကပါလဲဆိုတော့မိမိရဲ့စိတ်ပဲเนาะအဲ့ဒီစိတ်ကရှုပ်နေတယ်เนาะလင်းကလေးကနေမှเนาะဒီစိတ်မကောင်းစရာတွေဝမ်းနည်းစရာတွေဒေါသထွက်စရာတွေပဲဟိုကပြောနေတယ်ဆိုလို့ရှိရင်เนาะတွေးနေတယ်ဆိုလို့ရှိရင်ငွေဝင်လန်းနေပိတ်တယ်เนาะဒါကြောင့်မလို့ဒီနေ့စက်တင်ဘာ20နဲ့9ရက်နေ့မှာဆ iam ရဲ့ fan လေးတွေအားလုံးဝင်ငွေเนาะဒီပို့တိုးဖို့အတွက်เนาะငွေမပြတ်တမ်းဝင်ဖို့အတွက်ဆ iam နဲ့အတူတူဒီနေ့ဘာဆိုမလဲငွေဝင်လာဖို့ထွင်ကားဆိုမယ်ဟုတ်ပြီเนาะအဲ့တော့အားလုံးလည်းဒီနေ့ထွင်ကားဆိုလိုက်ကြအောင်ပြီးမှ comment လေးမှာဘာရေးပေးရမလဲဆိုတာလေးကိုဆက်မပြောပြမယ်ဆိုမယ်ထွင်ကားငါစီကိုငွေတွေနေ့တိုင်းအများကြီးရောက်လာပါစေထွင်ကားငါကဆိုတစ်ခါဆိုတောင်းအားတိုင်းနားတိုင်းဆိုเนาะအကျင့်ရည်များတွေကောင်းနေပဲထွင်ကားဆိုတာငွေခေါ်တာအဲ့တော့ထွင်ကားလို့ဆိုပြီးတိတ်မကြငွေတွေရောက်လာတတ်တယ်အဲ့တော့ဆ iam နဲ့ဒီပေါ့နော်ဒီဖုန်းနဲ့နည်းနည်းရက်ကနေတိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်399565ရှင်ကနေရှိမှာဆက်သွယ်ပြီးတော့ booking ယူလို့ရတယ်တဦးကို3000နဲ့ရနေပါသေးတယ်အောက်တိုဘာ3ရက်နေ့3ရက်10လမှာဆ iam မကွေးကိုသွားစရာလေးရှိတယ်အဲ့ဒီမကွေးမှာဘာလဲဆိုလို့ရှိရင်အပြင်တွေ 1.1 session တွေယူလို့ရပါတယ်ဆ iam ကိုเนาะဒီဆက်သွယ်ပြီးတော့ကြတော့ဖုန်းနဲ့ booking ယူလို့ရပါတယ်ဆ iam ကเนาะဒီဆ iam နဲ့အတူတူအပြင်မှာစားတောင်းမယ်နောက်တစ်ခုကကိုယ့်ရဲ့စီးပွားရေးလူမှုရေးเนาะကျန်းမာရေးငွေကြေးရေးနဲ့ပတ်သက်လို့ရစရာတွေပေးစရာတွေလုပ်ငန်းဒီထက်เนาะဝင်ငွေပေါ့เนาะပို့တိုးဖို့အတွက် abundant life လို့ခေါ်တယ်ပြည့်စုံကြွယ်ဝလိုတာရတဲ့ဘဝကိုတည်ဆောက်နိုင်မှုအတွက်ဆ iam နဲ့အပြင်တွေเนาะဒီယူကြပါလို့ပြောချင်တယ်အဲ့တော့အပြင်တွေ့ကျင်တဲ့သူတွေကလည်းအင်မတန်ကိုတော်တော်များနေတာကိုတွေ့ရတယ်ဝေးနေကြတော့သူတို့မှလာဖို့ခက်ခဲနေတာပေါ့เนาะဆ iam ဒီစလင်းပန်းချန်ရဲ့ view လေးကိုပြမယ်အဲ့လိုပြတဲ့အချိန်မှာကိုကဘာဆိုရမလဲဆိုတော့ဘာရေးရမလဲဆိုတာလေးကိုဆ iam ပြောပြမယ်เนาะကြည်ရင်နဲ့ငါဝဲချင်တာတွေငါဝင်နိုင်တဲ့နေလေးဖြစ်တယ်ဟုတ်ပြီเนาะရေးလာပေးပါငါဝဲချင်နိုင်နေဝင်ချင်နိုင်ဝင်နိုင်တဲ့နေလေးဖြစ်တယ်